တိုင်းပဲဒီနေ့မှာတော့ကျွန်တော်ပရီမီယံလေးပြပေးမယ်ဈေးနှုန်းလေးလည်းကမယ်ငါလည်းကမယ်ဆက်ကြည့်လိုက်ရအောင်ရှိုးကြည့်လိုက်ဗျာဘလိုတွေလဲဆိုတော့အဆာဒီရှိမယ်ကမ်လော့ရှိမယ်အစုံပဲအဲ့လိုရုပ်တွေငါဆိုလဲအသီးတွေပြဲကွဲနေတာရှိုးလိုက်ရဲပလောင်းဖတ်ပြီးပြဲကွဲနေတာတကောင်ချင်းကြီးပြပေးပါမယ်ဗျ brother တို့ကြိုက်တဲ့ငါးလေးရှိလာမေးလို့ရတယ်ဒီကောင်လေးဆိုရင်အဆာဒီကျွန်တော်မျိုးထားတဲ့ငါးလေးလုံးဝရှယ်ဒီကောင်ဆိုလဲအဆာဒီပဲဘူးလုံးလေးပြဲကွဲနေတာအရဲဝင်နေပြီသားဒီကောင်ရှိမယ်ပြီးသွားရင်တော့ဒီကောင်လေးကတော့ကမ်လော့အရဲလေးပဲဒီကောင်လေးနောက်ထပ်ကမ်လော့ပါပဲမာကင်ကတော့ double row နဲ့ကောင်လေးပလဲသားအနေထားရှိုးလိုက်ဗျာဒါလေးရှိမယ်ဒီကောင်ဆိုလဲကမ်လော့ပဲအနေထားဒါကတော့တီလှလှလေးပေါ့ဗျာကောင်လေးbrother တို့ကြိုက်တဲ့ကောင်လေးရှိရင် screenshot ပြပြီးတော့ကျွန်တော်တို့လာမေးလို့ရပါတယ် thank you ပါ